ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Habitat မြန်မာဟာဆိုရင်မြန်မာပြည်သူတွေရဲ့ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်ရေးအတွက်လက်တွဲလှုပ်ဆောင်နေတဲ့နိုင်ငံတကာ NGO အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Scale for Employment S4E စီမံကိန်းကို2018ခုနှစ်မှစတင်ရင်2025အထိအဆင့်ဆင့်အကောင့်ထဲပေါ်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ဒီစီမံကိန်းရဲ့အဓိကရည်ရွယ်ချက်မှာအသက်မွေးပညာသင်တန်းဆင်းပြီးလူငယ်များနေ့စဉ်ဘဝတွင်ဝင်ငွေပုံမှုတိုးပွားလာတဲ့ဖြစ်ပါသည်။မကွေးတိုင်းမြို့နယ်12ခုတွင်အဓိကထားအကောင့်ထဲပေါ်ဆောင်ရွက်ပြီးမန္တလေးတိုင်းမြို့နယ်2ခုတွင်လည်းလုပ်ငန်းများဆောင်ရွက်ထားပါသည်။အသက်15နှစ်မှ35နှစ်အကြားလူငယ်အားလုံးကိုအဓိကထားဦးတည်ဆောင်ရွက်တာပဲဖြစ်ပါတယ်။ဒီစီမံကိန်းရဲ့အဓိကရည်ရွယ်ချက်မှာလူငယ်များအလုပ်ကိုင်ခွင့်လမ်းများရရှိပြီးဝင်ငွေတိုးစေရန်နဲ့စီးပွားရေးလုပ်ငန်းများရေရှည်တည်တံ့စေရန်စွမ်းရည်မြင့်တင်ပေးရမယ်ဖြစ်ပါတယ်။စီမံကိန်းကာလ10နှစ်အတွင်းအသက်15နှစ်မှ35နှစ်အကြားလူငယ်တွေကိုအလုပ်ကိုင်ခွင့်လမ်းဖန်တီးပေးနိုင်ဖို့နဲ့လုပ်ငန်းခွင်ဝင်ရန်အဆင့်သစ်ဖြစ်စေတဲ့ကျွမ်းကျင်မှုတွေရရှိစေဖို့သင်တန်းပုံစံအမျိုးမျိုးနဲ့သင်ကြားပို့ချခဲ့ပါတယ်။စမ်းသစ်တဲ့သင်တန်းပို့ချမှုတွေမှာ Dual Track Learning လုပ်ငန်းခွင်အခြေပြုသင်ကြားခြင်း Digital Learning တို့ပါဝင်ပါတယ်။သင်တန်းသူသင်တန်းသားများရွေးချယ်ရမှာစံသတ်မှတ်ချက်များအတိုင်းဗတ်လိုက်မှုကင်းစင်မှုထိရောက်မှုနဲ့မျှတမှုရှိစေရန်ဂရုတစိုက်စီမံရွေးချယ်ခဲ့ပါတယ်။ဒီနောက်မှာတော့သက်ဆိုင်ရာဘာသာရပ်အလိုက်ပတ်မွေးပညာရပ်သင်တန်းများကိုလုပ်ငန်းရှင်သင်တန်းဆရာများရဲ့လုပ်ငန်းခွင်မှာပဲစာရွက်လက်တွေ့ပေါင်းဆက်သင်ကြားပေးတာပဲဖြစ်ပါတယ်။လုပ်ငန်းရှင်သင်တန်းဆရာတယောက်အနေနဲ့ကလေးတွေအလုပ်ကိုင်ခွင်လန်းလိုချင်တဲ့ကလေးတွေကိုကျွန်တော်အထည်ချုပ်လုပ်ငန်းသင်ကြားပေးပါတယ်။သင်တန်းမှာပေါ့နော်ကျွမ်းကျင်တဲ့ကျွမ်းကျင်မှုစစ်ဆေးတဲ့စာမွေးကိုအောင်မြင်အောင်ကျွန်တော်ပထမအဆင့်သင်ကြားပေးရပါတယ်။အလုပ်အောင်မြင်သွားပြီဆိုလို့ရှိရင်အလုပ်ကိုင်ခွင်လန်းအတွက်အလုပ်ကိုင်လိုအပ်တဲ့လုပ်ငန်းတွေနဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်ကအလုပ်ကိုင်ခွင်လန်းရအောင်ကျွန်တော်ကချိတ်ဆက်ပြီးတော့အလုပ်ကိုင်ဖန်တီးပေးရပါတယ်။ Face တန်းက3လကြာတယ်။စာရေးဆိုလို့ရှိရင်ကိုယ့်အကူပတ်တန်းအကုန်စားဆုံးဆွဲရတယ်။လက်တွေ့ဆိုလို့ရှိရင်လည်းပိတ်စာကိုကိုယ်တိုင်ညှက်ပြီးတော့လုပ်ရတယ်။စာရေးရောလက်တွေ့ရောနှစ်ခုလောက်ကတော့ကြာပို့ပြီးတော့မှတ်မိတယ်ပေါ့။ကိုယ့်အကူလက်တွေ့လုပ်တဲ့အချိန်မှာမေ့သွားတယ်ဆိုလို့ရှိရင်လည်းစာရေးမှာလုပ်ခဲ့တဲ့ notes ကိုပြန်ကြည့်လို့ရတာပို့ပြီးတော့အဆင်ပြေရပေါ့။စာရေးရောလက်တွေ့ရောပြီးရင်ဆောင်းဝဲဖြေရတယ်။အောင်အရှုံးရှိရဲဆိုကြတော့နည်းနည်းတော့စိတ်လှုပ်ရှားပေါ့။အခုလက်ရှိကကိုယ်ပိုင်လက်လုပ်တယ်။အခုက Shuran ရဲ့မှာ fitting ချဖို့ထိုင်ပေးတယ်ပေါ့ဟုတ်။ S4E project Digital Learning Coach တွင်သင်ယူလေ့လာစရာအနေဖြင့်အသက်မွေးဝမ်းကြောင်းပညာရပ်နဲ့ soft skill ဆိုပြီးအဓိကအဖြစ်2မျိုးပါဝင်ပါတယ်။အသက်မွေးပညာရပ်များမှာစိုက်ကယ်ပြင်ခြင်း၊စက်ချုပ်လုပ်ငန်း၊အလှပြင်ပညာ၊ရာဘာထုတ်လုပ်မှုနည်းပညာစသဖြင့်လုပ်ငန်းနည်းပညာနဲ့ဆိုင်သောအကြောင်းအရာများကို Habitat မြန်မာ၏ website နဲ့ mobile app တို့မှာအခမဲ့ဝင်ရောက်လေ့လာနိုင်ပါသည်။ e-digital သင်တန်းများသည် S4E စီမံကိန်းတစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ကလူငယ်များအလွယ်တကူနည်းပညာအချိန်မရွေးဝင်ရောက်ကြည့်ရှုလေ့လာနိုင်စေရန်ရည်ရွယ်ထားပါသည်။ S4E စီမံကိန်းသည် SME ဖွံ့ဖြိုးတိုးတက်ရေးအတွက်မဟာဗျူဟာခြေလှမ်းတစ်ရပ်ဖြင့်ပံ့ပိုးထားပါတယ်။ပထမခြေလှမ်းကတော့သင်တန်းဆင်းပြီးကိုယ်ပိုင်လုပ်ငန်းစတင်နေသူများစီစစ်ရွေးချယ်ပြီးလုပ်ငန်းပုံမှုလည်ပတ်နိုင်ဖို့အတွက် Small Grant ကိုပံ့ပိုးပေးခြင်းဖြစ်ပါတယ်။ဒုတိယခြေလှမ်းအနေဖြင့်အသေးစားစီးပွားရေးလုပ်ငန်းရှင် SME များရဲ့လုပ်ငန်းတိုးချဲ့လှုပ်ဆောင်နိုင်ဖို့အတွက် Matching Grant များပံ့ပိုးပေးခြင်းဖြစ်ပါတယ်။အကျိုးသက်ရောက်မှုအနေနဲ့ SME များအနေဖြင့်မိမိလုပ်ငန်းတိုးချဲ့နိုင်တယ်လို့လုပ်ငန်းခွင်အခြေပြုသင်တန်းများပို့ချပေးခြင်းဖြင့်လိုအပ်သောကျွမ်းကျင်လုပ်သားများရရှိလာပြီးမိမိရဲ့လုပ်ငန်းကိုရေရှည်အောင်မြင်စွာလည်ပတ်နိုင်မှာဖြစ်ပါတယ်။ project ကကျွန်တော်ရွေးချယ်လိုက်တဲ့အတွက်ခင်မီတိုးတက်တဲ့နည်းပညာတွေကျွန်တော်ရန်ကုန်မန္တလေးမှာသွားပြီးတော့စီပူလေးလာခွင့်ရခဲ့တယ်။အဲ့လိုစီပူလေးလာခွင့်ရတယ်လို့ကျွန်တော်ဆိုင်ကဝန်ထမ်းတွေကိုလည်းကျွန်တော်အဲ့နည်းပညာတွေကိုပြန်ပြီးသင်ကြားပို့ချပေးနိုင်ခဲ့တယ်ပေါ့နော်။ဘယ်ကာလမှာဘယ်ပိုးရှင်းတယ်ဘယ်ဟာကိုတော့ပြီးအောင်တင်မယ်ဘယ်ဟာကိုတော့ပြီးအောင်တင်မယ်ဘယ်ကာလမှာတော့စာတွေ့တင်မယ်ဘယ်ကာလမှာတော့လက်တွေ့တင်မယ်သင်တန်းကျောင်းနဲ့ဆေးရုံကကက်ရက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကလေးတွေကတခြားနေရာလဲသွားကြရမလို့ကလေးတွေအတွက်တော့တော်တော်အဆင်ပြေသွားမယ်ပေါ့ဒါကျမလုပ်ငန်းစိုက်အနေနဲ့ပြောတယ်ကျွန်တော်တို့ S4E နဲ့လက်တွဲတဲ့ကာလတွေမှာ market research လုပ်တဲ့လုပ်ငန်းစဉ်တွေဒီ business management လုပ်တဲ့သင်တန်းတွေကိုအကြိမ်ကြိမ်ကျွန်တော်တို့သင်တန်းရရှိခဲ့ပါတယ်။အဲ့ဒီသင်တန်းတွေကိုကျွန်တော်တို့ကနေပြီးတော့ကျွန်တော်တို့အလုပ်ရုံမှာဆိုရင်လည်းပဲလုပ်သမားတွေကိုပြန်လည်ပို့ချပြီးတော့ကျွန်တော်တို့လုပ်ငန်းတွေကိုတိုးချဲ့နိုင်ခဲ့ပါတယ်။ SME များရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် Business Support Organization BSO များရဲ့ကဏ္ဍဟာလည်းမရှိမဖြစ်အရေးကြီးလာပါတယ်။ SME များအတွက်လိုအပ်သောနည်းပညာအကြံဉာဏ်အနိကလမ်းညွှန်မှုများစတဲ့ဝန်ဆောင်မှုများကို BSO များမှပံ့ပိုးပေးလျက်ရှိပါတယ်။ဤစနစ်အတွင်းပူးပေါင်းဆောင်ရွက်မှုဖြင့် SME လုပ်ငန်းများပုံမှုကြီးထွားလာပြီးလုပ်ငန်းလိုအပ်သောကျွမ်းကျင်လုပ်သားများပေါ်ထွန်းလာက
အလောက်ကိုင်းတဲ့ဝင်ငွေများတိုးတက်စေခဲ့ပါတယ်။ BSO များရဲ့ပန်းတိုင်ဟာ SME လုပ်ငန်းများရေရှည်တည်တံ့စွာလည်ပတ်နိုင်အောင်ကူညီပေးရန်ဖြစ်ပြီး S4E သည်ဤစနစ်ကို2024ခုနှစ်တွင်စတင်အကောင့်တွေပေါ်ဆောင်ရွက်ခဲ့ပါတယ်အကြံပြုချင်ပါတယ် SME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်အောင်မြင်ဖို့အရန်ကိုအရေးကြီးပါတယ် SME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်အောင်မြင်မှသာလျှင်အတူလက်တွဲနေတဲ့လုပ်သားတွေများစွာကိုလည်းအလုပ်ကိုင်တွေဖန်တီးပေးနိုင်ပါတယ်ကျွန်တော် SME ဖွဲ့စည်းတွေကလေ Happy Dad လိုအဖွဲ့အစည်းတွေနဲ့လည်းအတူလက်တွဲပြီးတော့လုပ်ကိုင်တင်ပါတယ်အဲ့ဒီအတွက်အများကြီးကိုအကျိုးရှိပါတယ်ငွေကြေးထောက်ပံ့နေရောအသိပညာပေးအပိုင်းတွေရောအဲ့ဒီအတွက်ကျွန်မအကြံပြုချင်ပါတယ်လို့ဒီလို Happy Dad လိုအဖွဲ့အစည်းတွေနဲ့အတူလက်တွဲပါလို့လည်း SME တိုင်းကိုအကြံပြုချင်ပါတယ်ရှင် Business Association BA ဆိုတာကိုယ်တိုင်တမွေးပညာလုပ်ကိုင်ပြီးသင်တန်းများလည်းပြန်လည်ပို့ချပေးနေတဲ့လုပ်ငန်းရှင်သင်တန်းဆရာများစုပေါင်းဖွဲ့စည်းထားတဲ့ကွန်ရက်တစ်ခုဖြစ်ပါတယ် Business Association မှာ Vision Mission များသတ်မှတ်ထားပြီးကိုယ်ပိုင် Business Model များဖြင့်ဖွဲ့စည်းရေရှည်တည်တံ့လုပ်ငန်းအားလည်ပတ်ထားပါတယ်ဆိုင်ကယ်ပြင်ဆိုင်စက်ချုပ်လုပ်ငန်းအလှပြင်ဆိုင်စတဲ့လက်တွေ့စီးပွားရေးလုပ်ငန်းများပြီး BA အဓိကလုပ်ငန်းများဖြစ်ပြီးတမွေးပညာရေးနဲ့လက်တွေ့စီးပွားရေးကိုချိတ်ဆက်ပေးတော့စွမ်းအားရှိစနစ်တစ်ခုပဲဖြစ်ပါတယ်တမွေးပညာကဏ္ဍအတွက်နောက်ထပ်ဖြစ်ပေါ်လာမယ့်မျိုးဆက်သစ်များဟုတ်လဲလက်တွဲခေါ်ဆောင်သွားမည့်ဒေတာအတွင်းမှာအားထားရတဲ့အရင်းမြစ်အနေဖြင့်ဆက်လက်တည်ရှိနေပါပဲဖြစ်ပါတယ် စီမံကိန်းရဲ့အောင်မြင်မှုတွေကတစ်ခုကတော့အလောက်ကိုင်ရရှိမှုနှုန်းပဲဖြစ်ပါတယ်2018ခုနှစ်ကနေ2024ခုနှစ်အထိနှစ်စဉ်နှစ်တိုင်းပြုလုပ်ခဲ့တဲ့ Tracer Study Report တွေအရ80ရာခိုင်နှုန်းနဲ့အထက်အလောက်ကိုင်ရရှိတာကိုတွေ့ရပါတယ်ဗျ။စီမံကိန်းရဲ့တချို့ approach တွေကို Habitat မြန်မာရဲ့တခြားစီမံကိန်း၄ခုမှာပြန်လည်အသုံးချတာကိုတွေ့ရပါတယ်။ဒီအောင်မြင်မှုတွေကို upscaling ပြုလုပ်ပြီးတော့တခြားသောမြို့နယ်တွေတခြားသောလုပ်ငန်းတွေမှာထပ်မံပြီးတော့တိုးချဲ့လှုပ်ဆောင်သွားဖို့ရှိပါတယ်ခင်ဗျ။နောက်ထပ်စီမံကိန်းအသစ်တွေလှုပ်ဆောင်ခွင့်ရမယ်ဆိုလို့ရှိရင်တော့လက်ရှိအခြေခံပြီးသားသင်တန်းစည်းတွေကိုအဆင့်မြင့်မွမ်းမံသင်တန်းမျိုးတွေထပ်မံပြီးတော့ပို့ဆောင်ပေးနိုင်မယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေရဲ့ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက်ဆိုလို့ရှိရင် small grant တွေကျွန်တော်တို့ကပံ့ပိုးပေးနိုင်မယ် MSME တွေရေရှည်တည်တံ့မှုနဲ့လုပ်ငန်းချက်ထွင်နိုင်မှုအတွက်ဆိုလို့ရှိရင် Magic Grant တွေကျွန်တော်တို့ပံ့ပိုးပေးနိုင်မယ်ဆိုရင်တော့ပုံမကောင်းမှုမယ်ဖြစ်ပါတယ်ခင်ဗျ S4E စီမံကိန်းသည်မြန်မာလူငယ်များ၏လူငယ်မှုဘဝတိုးတက်ရေးကိုပန်းနိုင်ထားပြီးဆောင်ရွက်လျက်ရှိပါတယ်ကျွန်တော်တို့လူငယ်များလုပ်ငန်းခွင်ဝင်ရောက်နိုင်စေမှုကျွမ်းကျင်မှုများနဲ့ပုံမကောင်းမွန်သောအလုပ်ကိုင်များရရှိစေခြင်း MSME လုပ်ငန်းများစီးပွားရေးအထောက်အကူပြုဝန်ဆောင်မှုများရယူနိုင်စေသည့်စနစ်တည်ဆောက်ခြင်း Digital ပညာရေးဖြင့်ကျေးလက်ဒေတာထိရောက်ရှိနိုင်တဲ့စသည်တို့ဖြင့်လူငယ်ပေါင်းများစွာ၏ဝင်ငွေကိုတိုးပွားလာနိုင်ခဲ့သည်ကိုတွေ့မြင်ခဲ့ရပြီဖြစ်ပါတယ်။မြန်မာနိုင်ငံ၏လူမှုစီးပွားရေးပြောင်းလဲမှုအတွက် S4E model ကိုလိုက်ရိုးညီထွေစွာပြုပြင်ပြောင်းလဲပြီးဆက်လက်အကောင့်ထဲပေါ်သွားမယ်ဖြစ်ပါတယ်